ဘယ်နဲ့လဲကျုပ်ကိုချုပ်ခန်းနဲ့ထည့်ပြီးချုပ်ထားကြတာတော့ကျုပ်မှဘာအပြစ်ကျွေးလို့လို့ဥခင်မောင်ညံတော်သတိရလာမှာကိုရပါတယ်ခင်ဗျာအရက်မှုလွန်ပြီးတော့ကားမောင်းမှုပေါ့ဗျာဗျာတစ်ပင်နဲ့ဝင်ဆောင်ပြီးကားရသွားလို့ပေါ့ဒါမဟုတ်ရင်လေခရီးသွားပြီကောခင်ဗျာပါအသေးပဲမင်းညိုတကားဖွင့်ပေးလိုက်ကလေးဒီကိုခေါ်ခဲ့သားကွာသူ့ကိုလူတွေမောင်းရင်မမူးနဲ့မူးရင်မမောင်းနဲ့ဆိုတဲ့ဆောင်ဖို့ကိုအလွတ်တာရနေကြကလားဘယ်တော့မှလိုက်နာမှုမရှိကြဘူးမူးရင်အဲ့နေဆိုတဲ့ဆောင်ဖို့ကိုရဲမှုကထွန်းလဲဖို့ကောင်းပါလေအစ်စ်လေးပြီးစမ်းပါဗျာခင်ဗျာအိတ်ထဲရပါတယ်ပြီးစမ်းပါဗျာဒါနဲ့ဥခင်မောင်ရဲ့မှာအာမခံမဲ့လူရှိရလားဘာလို့ကိုအာမခံရမှာတော့ကျုပ်ကတရားခံမှမဟုတ်တဲ့စားခင်ဗျားတို့ကတရားခံမဖမ်းမဲ့တရားလိုလာဖမ်းနေတာကိုအားကြောင့်အတရားခံအစ်စ်ကကျုပ်ကိုအရက်အတင်းတိုက်ကားပေါ်တင်ထုတ်လိုက်တဲ့ဥခန်းလုံးလို့ဖွဲ့ဗျာနေစမ်းပါဦးဘယ်ကဥခန်းလုံးလဲဗျာခင်ဗျာအခုထိအမှုမပြေသေးဘူးနဲ့တူတယ်ကဲလောက်ပြကြားတယ်အာမခံမဲ့သူဘယ်မှာလဲခက်တော်တာပဲမိုးကဗရမများတွေလာပြန်ဖြေချမ်းတွေကိုရောင်းလို့ရတဲ့ပတ်စံကိုပေးမလားမပေးဘူးလားလို့ဆွဲတယ်ကျုပ်ကဝိုင်းပြီးထိုးကြတယ်အဲ့ဒီလူတွေကိုကျုပ်မချင်တာဘူးကျုပ်ခင်ဗျာရမုံကြီးစိတ်ကူးလွန်ပြီးတော့ပြောချင်ညာတွေပြောမနေနဲ့ဥခင်မောင်ကျုပ်တို့မှာတာဝန်နေရှိသေးတယ်မနှောက်ချက်နဲ့ဗျာမနှောက်ချက်နဲ့အာမခံမဲလူရှိရင်ရှိမရှိလို့ရှိရင်ကျုပ်ကတော့ချုပ်ထားရလိမ့်မယ်နော်ဒီကောင်းပြီလေဒီလိုဆိုရင်ကျုပ်မေရှိကိုကျုပ်တယ်လီဖုန်းဆက်ပြစီကောင်းပါပြီဗျာကောင်းပါပြီရောက်တယ်လီဖုန်းအခုပြောနေတာမမေးလားဟုတ်ပါတယ်သားပါအမလေးသားရဲ့တရားလုံးပဲသွားနေတာလေမမေပြစိတ်ပူလိုက်ရတာဒီလိုကမမေဟိုကြောက်ဘူးလို့ဆိုတဲ့ကောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုကြောက်တော်ကရောက်နေတယ်မမေရဲ့ဖယားကြောက်ဘူးနဲ့အမှုပတ်နေတယ်မမေဝိလုံခေါ်ခဲ့မယ်လေအော်မလို့ဟုတ်လားနော်အမခံဖို့အတွက်ဒါဆိုမင်းဒေါ်လေးတို့ကခေါ်ခဲ့ရမလားဟမ်နေမမေကျွန်တော်ရဲမှုမေးကြည့်မယ်ဟုတ်ရဲမှုခင်ဗျပြောပါဦးခင်ဗျဟုတ်မမေကပြောတယ်အာမခံမှုဒေါ်လေးတို့ပါခေါ်ခဲ့ရမလားတဲ့ဟာယာခေါ်ဒေါ်လေးကိုဒေါ်ကြီးကိုဘာတို့ရောဘာကြီးရောတဆွေလုံးတစ်မျိုးလုံးခေါ်ခဲ့တာကဲခေါ်ခဲ့တယ်မမေဟိုဒေါ်လေးရောဒေါ်ကြီးရောဘာကြီးရောဘာတွေတို့တစ်မျိုးလုံးခေါ်ခဲ့ပါတဲ့ဟဲ့သားဘာဒီစောက်ပြောနေတာလဲတို့မှဘာကြီးဘာတို့တွေမှမရှိတာပဲဟာဘူးမသိဘူးလေမမေရဲမှုပြောခိုင်းတာကျွန်တော်ပြောရတာပါအိုးရှုပ်လိုက်တာကွယ်ကဲဒီလိုဆိုရင်မမေတယောက်တည်းပဲလာခဲ့တော့မယ်နော်ဟုတ်ကဲ့မမေဘယ်လိုဖြစ်လာတာလဲသားရဲ့ကြုံမကောင်းကြားမကောင်းနဲ့ကျွန်တော်ဘာမှမဖြစ်ဘူးမမေကျွန်တော်ဘာမှမဖြစ်ဘူးဥက္ကဋ္ဌလူစုကကျွန်တော်ဝိုင်းထိုးကြတယ်တတ်ကြတယ်တရက်တွေကိုအတင်းတိုက်တယ်ကားပေါ်တင်ပြီးထွက်လိုက်တယ်အဲ့ဒါသေချောင်းကြံတာမမေကျွန်တော်ကိုသေချောင်းကြံရတာဘယ်ကဥက္ကဋ္ဌလုံးလဲဘာဒီဖြစ်လာတယ်ဘယ်လိုအထိတ်တလန့်နေလဲကွယ်ပြောပြသားမအောင်တော်သားညကလေးကအမှုလွန်နေတာပါအခုထိမပြေသေးဘူးနဲ့တူတယ်တော်ပြန်ခေါ်သွားပါသူအနားယူပါစေဟာကျုပ်မူးပြီးပြောနေတာမဟုတ်ဘူးတော့ရဲမှုကျုပ်ပြောနေတာအမှန်နေပါမင်းအောင်တို့ဓာထွန်းစိတ်တို့ကကြောက်ဘူးဆိုပြီးကျုပ်ကိုရေစလာဖော်တရတယ်အတင်းခေါ်သွားကြတယ်ထင်းမြိုင်ချမ်းမရှိတဲ့သူတို့ရဲ့ဆရာဥခန်းတို့စီရောက်တော့ပါမိုးဘကဗရမများတွေနဲ့ရွှေချောင်းရောက်လို့ရတဲ့ငွေတွေကိုပြန်ပေးဖို့ကျုပ်ကိုပြောတယ်မရတော့ကျုပ်ကိုဝိုင်းထိုးကြတယ်အဲ့ဒီတိုက်တယ်နေပါဦးခင်ဗျာစိတ်ကူးရင်ပြောနေတာတော့မဟုတ်ပါဘူးနော်ဒီမှာရဲမှုရှင်ကျမသားဟာမဟုတ်ကြတော့လေညာမပြောတာဘူးရှင်ဟုတ်ကဲ့တကယ်ဖြစ်ခဲ့တာပါရဲမှုကြီးကျွန်တော်ကောင်းကိုမှတ်ကြည့်ပါဦးသူတို့ပြတဲ့တန်ချက်တွေဒီမှာကြည့်စမ်းပါဦးဒီတော့ကသူတို့ကိုကျွန်တော်မကျေနပ်ဘူးထင်းမြိုင်ကဥခန်းလုံးတို့လူစုကိုကျုပ်တရားပြန်ဆွဲရတယ်ကျွန်တော်စကားတွေကမမှန်မှန်တယ်ဆိုတာထင်းမြိုင်ဥခန်းလုံးချောင်းကိုပြန်လိုက်ခဲ့ပါသူတို့ကရာဇဝတ်မှုမကင်းဘူးလို့ကျွန်တော်နားလဲဟုတ်ပါလေရှင်ကျမသားပြောတာဒီတစ်စိတ်လိုက်ကြည့်ပေးကြပါသားမအန်ဒီရင်များနေမှာစိုးလုံးလို့ပါရှင်စိုးလုံးလို့ပါကောင်းပြီလေဒါဆိုကျွန်တော်တို့လိုက်ခဲ့ပါမယ်ရဲသားများငါနဲ့လိုက်ခဲ့ကဲသွားကြစို့ဘာကိစ္စများရှိပါလဲရှင်အမိတ်ရှိပါဒီအိမ်မက်ရဲမှုကြီး
ဟုတ်ကဲ့ ဟောဒီမျိုးသမီးကအင်းစီကဲဘယ်နဲ့လဲမျိုးသမီးခင်ဗျာကျုပ်ကိုမှတ်မိတယ်ဟမ် နေပါဦးရှင့်ကဘာလို့များပါလဲကျမရှင့်ကိုတခါမှမမြင်ဘူးသိလည်းမသိ ဘာညာခင်ဗျာဘာကြောင့်လိုက်တယ်ဘုခါလုံးလို့ဖွဲ့ကျုပ်ကိုနှိမ့်ဆက်တာခင်ဗျာသိတယ်မြင်တယ်ဟမ်ဒါနဲ့တော့မှမသိဟာဆောင်းနေရတာဘယ်မလဲဘုခါလုံး ဩသခင်ကြီးတို့ဒီအိမ်မှာမနေတာအတော့ကြပါပြီရှင် ဘယ်လိုမျိုးသမီးမင်းညတွေကပဲဘုခါလုံးလူစုနဲ့တို့ဒီမှာပဲရှိနေသေးတယ်စားပဲခင်ဗျာဘာမဟုတ်တာတွေလျှောက်ပြောနေတာဟမ်ဟိုခါနဲ့မှကျုပ်ကိုခင်ဗျာတော့ခပ်ပြီးထားတယ်လေ ရှင်ဒီအခန်းကဘယ်တော့မှတော့မခတ်ပါဘူးအမြဲဖွင့်ထားတာပဲကြည့်ရင်ဝင်ကြည့်နိုင်ပါလေရှင်ကြည့်ကြပါ ဟုတ်မှလည်းလောက်ပါဥက္ကမောင်ရင်အလွယ်လွယ်ချော်ချော်နဲ့ကျုပ်တို့ရဲတွေပါအမှုပတ်နေပါမယ် ဒီအိမ်မှာသိကြရဲ့လားပါရဲ့တော်တော်ကြာတော့ရေ မင်းကလည်းဗျာဒီအိမ်မှာဟိုမျိုးကြီးတက်တက်မဲ့မလိုက်တော့လုံနေတာဟမ်ချစ်စမ်းဒီကလထိုင်နေဒီဇဝေးတွေကဘယ်နဲ့ကြောင်ပြင်ရောက်နေပါလိမ့်ဟိုခန်းလေးဟာတွေပါဒါတွေအလုံးအခန်းကိုကျုပ်ကောင်းကောင်းမှတ်မိထားတယ်ဟာဒါဘယ်လိုဖြစ်တယ်လဲပစ္စည်းတွေနေရာတွေအလုံးပြောင်းနေပါလား မပြောင်းပါဘူးဒီပစ္စည်းတွေဟာသူ့နေရာနဲ့တူငကိုအတိုင်းပါပဲ မဟုတ်ပါဘူးခင်ဗျပြောင်းမလေးမနဲ့မနေ့ကဒီနေရာမှာစောက်စင်ရှိတယ်ဟိုစစ်မှာရက်ပလင်းရှိတယ်အောက်မှာရက်စင်ရှိတယ်ဟိုဘက်တောင်မှာရေခဲတစ်တာရှိတယ်အနားမှာအပြင်ဘက်ကသပွဲတွေကလည်းထိုင်နေရှိတယ်အောက်မှာကော်စောခင်းထားတယ်ဘယ်မလဲဒီကော်စောဟမ်ဖက်ခေါ်ပြတဲ့လူအယူဖြစ်အောင်ခင်ဗျအပြောင်းလဲတွေဘာဖြစ်လို့လှုပ်ထား တော်ပါတော့ဥက္ကမောင်ရင်တော်ပါတော့ကျုပ်တို့ကိုလည်းအားနာပါဦးဗျကျုပ်တို့ဒီအိမ်ကိုဝရမ်းနဲ့တက်ချနေတာမဟုတ်ဘူးပြန်မယ်ဗျာပြန်မယ် မဟုတ်သေးဘူးရေမူကြီးမဟုတ်သေးဘူးဒီမှာအမျိုးသမီးခင်ဗျတော်တော်ဟန်ဆောင်ကောင်းပါလားဘယ်မလဲခင်ဗျတို့အရှင်ကြီးတွေအရှင်လေးတွေမှန်မှန်ပြေးပါကျုပ်ကို ဩခက်လိုက်တာရှင်းနေတာပဲရှင်အရှင်ကြီးဥခန်းလုံးအခုအင်းအားကဟိုတယ်မှာတင်းနေတယ်လေဒီကိုမလာတာဖြင့်ကြားလာပေါ့ ကဲဥက္ကမောင်ရင်ခင်ဗျာမုံပြီးပြောချင်တာတွေ၆ပြောနေတာကအရေးမကြီးဘူးဗျကျုပ်တို့မှတာဝန်မကင်းဘူးနော် ဟုတ်ပါတယ်သားရဲ့လာပါအိမ်ပြန်ကြပါ မ စို့ ပြန်ဘူးမမေမပြန်နိုင်ဘူးပြင်းလေဗျာလူကိုယူဖြစ်အောင်တမင်စိတ်နေကြတာကျွန်တော်ပြောရတယ်ဘလူးမှလည်းမယုံပါလားအော်ဒီမှာရဲမှုကြီးကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့မျက်မြင်သက်သေတယောက်ရှိပါတယ် လာပါပြီလားဥက္ကမောင်ရင်ဒီတော့ဒုက္ခပေးရရင်တော်ပါတော့ဗျာတော်ပါတော့ မဟုတ် please ဗျာတစ်စိတ်ဗျာနော်ဒီတစ်ခေါက်နောက်ဆုံးပါဗျာကျွန်တော်တောင်းပါ ဟုတ်ကြတယ်ဗျာ ဒါပေမဲ့ကျွန်တော်ကိုရေစလာဟိုတယ်မှာဝိုင်းပြီးထိုးကြကြတုန်းကအတင်းဆွဲခေါ်သွားတုန်းကလေအဲ့ဒီဟိုတယ်ကဘွယ်ကလာတယောက်ကမြင်သွားပါတယ်ခင်ဗျာအဲ့ဒီကောင်မြင်သွားမလားဆိုပြီးတော့မင်းကောင်တို့ကတနတ်တင်နဲ့သူ့ကိုရိုက်ထားပါတယ်အဲ့ဒါခေါင်းမှာဒဏ်ရာရှိနေပါတယ်အဲ့ဒီတော့ကကျွန်တော်ပြောတာမမှန်ဘူးမှန်တယ်ဆိုတာစူတန်စီကိုသွားပြီးတော့နည်းနည်းစစ်လန်ကောင်းပါလိမ့်မယ်ခင်ဗျာနော် ဆူလက်တန် ဟုတ်ကဲ့ please ဗျာ အဲ့ဒီဆူလက်တန်ကဘယ်မှာနေလို့လဲ မြောက်ကလပ်မှာနေပါတယ်ခင်ဗျာလိပ်စာကျွန်တော်သိပါတယ်လိုက်တာလိုက်ခဲ့ပါဗျာနော်ကျေးဇူးပြုရဗျာ please ဗျာ please လာပါကဲဆူတန်မင်းစီကိုလာတဲ့အကြောင်းကတခြားမဟုတ်ဘူးမောင်အဲ့ဒီမင်းကောင်းကထာယာကိုဘယ်တော့ကဘသူတွေကနေပြီးတော့မင်းကိုဘယ်လိုလုပ်ပြီးရိုက်တယ်ဆိုတာကိုဟောဒီရဲမိုးကြီးကိုမင်းအမှန်တိုင်းပြောပြလိုက်စမ်းပါကွာနော် ကိစ္စလားဆရာ အေး ဒါမှရဲတွေခေါ်လာရတယ်လို့ဆရာရဲ့ အေးလေဒါမှမင်းရိုက်သွားတဲ့တရားခံကိုအေးကြီးလို့ရမှာပေါ့ကွာမဟုတ်ဘူးလားဆိုတာ ရိုက်ခံရတာကျွန်တော်ပါဆရာရဲ့ဆူလက်တန်လေးကန်ဒီပါရမီနဲ့ပြည့်စုံတဲ့သူပါ ကွာမိချောင်းသားကြနေတာပဲဆိုတာရာဖြီးမှသာဖြီးလိုက်စမ်းမအောင်ပေါ့ငါနဲ့တော့ ဟုတ်တယ်ဆူလက်တန်ဒီကိစ္စအတွက်ဒုလိုက်လာတာပဲမင်းကောင်းကိုရိုက်သွားတဲ့လူမင်းသိရမဟုတ်လားဟင်ကျွန်တော်ကောင်းကိုရိုက်သွားတဲ့လူကတော့တခြားလူတော့မဟုတ်ပါဘူးခင်ဗျာဟောဒီကဆရာဦးခင်မောင်ရင်ပါပဲ ဘာကွာဆိုတာဟမ်မင်းကမျိုးသား ဟုတ်ပါတယ်ဆရာညကဆရာတော်တော်မူးတော့ပါတယ်ကျွန်တော်ကတော်ဖို့တားရကောင်းလားဆိုပြီးပလင်းနဲ့ထားရိုက်ပါတယ်မူးလို့ဖြစ်တာကျွန်တော်ဘွေးမြူပါဘူးဆရာရဲ့ ဟာမင်းဘာမို့လဲဆောက်ပြောနေတာလဲဆိုတာငါတို့လည်းဖိရောမယ်ဒီကောင် ဟဲ့လိုမေသားရဲ့လိုပဲသူများကိုလာပြီဒီလိုပရန်ကားနဲ့လေ ဒီလာဦးကမောင်ရင်ခင်ဗျာကိုယ့်အိမ်ကိုပြန်အိမ်နေဖို့ကောင်းပြီရက်တန်းကရက်ပါတော့ဗျာကျုပ်တောင်းပါပါလေ ဆိုတာမင်းကတောင်းပါမှာလေကွာအမှန်တိုင်းဖွင့်ပြောပါလားကွာနော်ငါတောင်းပါမှာလေကွာဖွင့်ပြောလိုက်စမ်းအမှန်တိုင်း
ကျွန်တော်မူတာဝါဒမတုံးတတ်ပါဘူးဆရာသစ္စာတရားကိုလက်ကင်ထားပြီပါဆရာမူးမူးနဲ့ပလင်းတွေကားပေါ်တင်ပေးရမယ်ဆိုလို့တော့တင်ပေးလွတ်လိုက်ပါသေးတယ်တော့တန်တိတ်စူတာမင်းလူလေဟိုကောင်လေးစူတာကိုငွေပေးပြီးတော့နှုတ်ပိတ်သွားပြီဒင်းတို့ရေစလာဟိုတယ်မှာငါ့ကိုကြောက်ဘူးဆိုပြီးတော့လာရှာဖို့ထောက်တော့သူတို့ရောကြောက်ဘူးရောရေစလာမှာခြေရကန်ကြည့်ရင်တော့ကောင်းပါဒင်းတို့တွေ့မှရှင်းရသေးတာပေါ့စိတ်နဲ့မင်းတို့စိတ်နဲ့ဦးကြောက်ဘူးလေးဘာကြံနေလို့ပြန်လှည့်လာတာလေဗျာကျွန်တော်ပစ္စည်းတစ်ခုမေ့ကြရင်ကြလို့ပါအော်ဒါဆိုအခန်းတော်ရွတ်ယူလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကြောက်ဘူးဆိုတဲ့ကောင်ကငါ့ကိုတို့မှားကြပြန်ပြီဒီကောင်ဒီရေစလာဟိုတယ်မှာတဲနေတာကိုလက်ဆက်သက်တော့အခန်းနံပါတ်73ဆိုပါလား room number 13သူခန်းထဲမှာဥခန်းလုံးနဲ့ပတ်သက်တဲ့တခုခုတော့ရှိလို့ရှိရင်ငါတော့ကြည့်အောင်ပါပဲဟာဒီကောင်ကတိတ်တော့ထူးခြားခြားမရှိပါလားတယောက်ကရင်နဲ့အဝတ်စင်တစ်ခုပဲရှိတယ်ဒီလေလူစိုးလို့မှဆိုတာဂျိုးပေါက်တာမှမဟုတ်ပဲကြောက်လို့ပြန်လာပြီချင်းနဲ့ကြောက်လို့ပြန်လာပြီချင်းနဲ့ဘယ်နဲ့လိုပါမလဲဘယ်နဲ့လိုပါမလဲဒီလိုမထူးပါဘူးလေတို့တော့လည်းကြည့်ရှင်းပေါ့ကဲဝင်တို့ပြထားတဲ့ဆရာဦးစာကြီးလာဖို့လာပါဆရာအေးကောင်းပဲဒါနဲ့ဒီစမ်းမအောင်ကမင်းငါသိသလားကွာသိပါတယ်ဆရာဘလူတော့ငါဆရာဦးကြောက်ဘလူပါဆရာဦးကြောက်ဘလူပါအေးရော boxes ငါကြကဲမင်းသွားရမယ်ဒီမှာဓာတ်ပုံတစ်ပုံပါလားဘလူများပါလဲဥက္ခလုံးနဲ့သူ့တပည့်တွေပါလားဥက္ခလုံးနဲ့တွေ့ဖို့ဆိုရင်တော့အင်းအကန်ဟိုတယ်ကိုလိုက်မှဖြစ်တော့မှာပဲကျုပ်ကိုတွေ့ရင်လည်းဆိုတာမောင်းရင်လားဘာကိစ္စအများရှိပါလိမ့်ကွယ်ခင်ဗျကျွန်တော်ဥက္ခလုံးနဲ့တွေ့ဖို့လာတာပါအေးကွယ်ဥက္ခလုံးဆိုတာကျုပ်ပဲကိစ္စသာပြောပါလေဗျာဘယ်လိုဖြစ်ပါလိမ့်မယ်ကျွန်တော်တွေ့ကျင်တဲ့ဥက္ခလုံးနာမည်ချင်းများတူးနေလို့လာတော့မပြောရဘူးဟိုဥက္ခလုံးကတယောက်ပါဦးစိတ်မရှိပါနဲ့ဒါဆိုကိစ္စမရှိပါဘူးလေနာမည်တူလို့ဖြစ်မှာပေါ့တစ်စိတ်နေပါဦးကျွန်တော်ပြောတဲ့ဥက္ခလုံးဆိုတာများဥသိမလားတော့မပြောရဘူးသူ့တပ်ပုံကိုပြလိုက်စမ်းမြတ်စီဒီဒုစာပါသိလားဦးသူတို့ကလားမတော့ဘာနဲ့ပေါက်သွားပြီဓာတ်ထုတ်ရှင်လည်းနဲ့ပါလားဒီကောင်လေးလက်ချက်ပဲဖြစ်ရမယ်ဟေးဒါမှကြောက်ပဲလူတွေနောက်တရားခံထိကုန်တော့မှာပဲမဖြစ်ဘူးရှင်းပြလို့လည်းရှင်းမရှိဘူးအထင်ပါပဲဟေးခက်ပါထိထိပြန်ပြန်နဲ့ဘယ်လိုဖြစ်လာရတာလဲမေတားရံကမှနေလို့မဖြစ်တော့ဘူးတဏှာကိုသွားတော့မှဖြစ်မှာဘာပြောလဲတာမမေနားပုံမလဲတော့ဘူးကွယ်ပါဒီရက်ထဲမှာတခုခုတော့ထူးခြားနေတယ်မမေကိုပြောပြပါလားတာရေတာဘာကြီးဖြစ်နေတာလဲလူသိမို့မမေမြတ်စွာဘုရားတာလူတတ်လာတယ်ဟုတ်လားတာမတတ်ဘူးမမေတခြားလူတွေကတတ်တဲ့ထင်ဖန်တီးနေကြတာပါဒီတော့တရားခံအစ်စ်မပေါ်ခင်သားရှောင်းနေဦးမှဖြစ်မယ်လေအဲ့ဒါကြောင့်မို့သားကိုခွင့်ပြုပါလို့သားသွားပြရစီနေနေမသွားရဘူးတာပဲမှမသွားရဘူးမိမေကိုပြစ်မထားခဲ့ပါနဲ့လားသားရဲ့သားကိုမိမေစိတ်မချဘူးအချင်းနဲ့စိတ်မရှိတော့ဘူးမမေကျရဲတွေလိုက်လာတော့မယ်လေသားကိုလူတော်တော်များများကလည်းမှတ်မိသွားတယ်သတင်းတောက်တွေကလည်းဓာတ်ပုံတွေကိုဝိုင်းပြီးရိုက်ထားကြပါတယ်မမေအဲ့ဒါကြောင့်မလို့ပြောတာပါဖြစ်ရသေးတယ်သားရဲ့ငါသားလူရိုးလူကောင်းကြီးငါသားရှိကိုမှဘယ်ဝိကျမငင်ရတယ်လို့ကွယ်ဒါရဲတွေဖြစ်မယ်မမေတကားသွားဖွင့်ပြလေပါမမေ
တာကိုသူတို့ဖမ်းညာတော့မယ်ထင်တယ်တာထွတ်မပြေးနဲ့နော်မမေသူတို့ကိုရှင်းပြလိုက်မယ်သိလား အင်းမမသွားတော့ပါဘူးအေးစီပဲသူတို့ကိုအဖြစ်မှန်ကိုကျွန်တော်ပြောပြလိုက်အောင်ပေါ့အဲ့ဒါမမေကတကားသာသွားဖွင့်ပေးလိုက်ပါနော်ဒါဒီကစောင့်နေမယ်ဟုတ်ပလား အေးကောင်းပြီငါသားကြီးဘေးမသိရမခရှိပါစီကွယ်အော်ရဲမှုမောင်ရင်တို့ပါလား ဟုတ်ပါလေတော်သားလူသတ်မှုအတွက်အထက်ကအမိန့်အရကျွန်တော်ကိုလွှဲအပ်လိုက်ပါလေဘယ်မှာလဲဥခင်မောင်ရင်သူ့ကိုဖမ်းရလိမ့်မယ်တော် ရှိပါတယ်ရဲမှုကြီးရဲ့ဖမ်းတော့မဖမ်းမှနဲ့ရှင်ကျမတောင်းမှမရစေ တရားဥပဒေကတောင်းမှလို့မရဘူးတော်အပြစ်ရှိရင်ခံရမှာပဲ ကျမသားလူကောင်းမှရှင်သူတတ်တာမဟုတ်ပါဘူး အခုသူ့ဘက်မှာလေ ဟိုခန်းထဲမှာစောင့်နေပါလေ ကဲလာကြဟဲ့လက်ထိတ်အစင်းလေးလောက်ထား